အထက်တန်းမြန်မာစာလေ့လာသူကျောင်းသူကျောင်းသားအပေါင်းတို့ကိုဆရာရဲ့ဒွါရသမမြန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ငါ့ကိုငိမ့်မဲ့အိုင်ချင်းကွယ်လက်ဝဲကင်းကြိုက်တယ်အင်းဝပထမကုန်းမောင်ကြေးတော်မူရာပြကောက်ဆိုင်မှရွှေဘုံမြောက်လက်ကဆရာကြီးမန်းဆန်းထွန်းကညုံလို့ပြဆိုတဲ့မိတ်ဆက်ကလေးတွေနဲ့လေ့လာကြရတဲ့ငါ့ကိုလည်းအမေချင်းနဲ့အိုင်ချင်းဒီအိုင်ချင်းကဗျာရဲ့လေ့ကျင့်ခန်းစာသားလေးကကဗျာတွင်မင်းပြိုလေးခန်းစားချက်ကိုဖော်ပြနေသောအဖွဲ့များကိုထုံနှုတ်တင်ပြပါတော့မိမပြိုလေးဤခန်းစားချက်ကိုဖော်ပြနေသောအဖွဲ့များသူကအဖွဲ့များဆိုဆရာတို့ကအဖွဲ့လေးတွေကိုမဖြစ်မနေကိုးကားပြီးဖို့လိုပါတယ်အရေးသားပိုင်းကိုကိုးကားစေခြင်းတဲ့သဘောပါပဲအဲ့တော့ဖြေရမယ်ဆိုရင်ဘယ်လိုပြင်ဆင်သင့်လဲဆိုတော့ဒီဏ္ဍန်ပိုက်ဏ္ဍန်စာပိုက်ထဲမှာပါမယ့်အချက်ကလေးက3ချက်လောက်တော့ရှိတယ်ဗျကဗျာမိတ်ဆက်ထဲကအိုင်ချင်းကဗျာဖြစ်တဲ့အကြောင်းတို့ညောင်ရက်ခေတောင်ရင်းရှင်ကြီးမဲ့ဖြစ်တယ်တို့ဒီတက်မှပြောရမယ်ဆိုရင်အိုင်ချင်းကဗျာရဲ့သဘာဝမှာချစ်တဲ့တငယ်လေးတငယ်ချင်းကောင်းရောင်မတို့လေးစတဲ့အာလိုစကားလေးတွေနဲ့အစာချီလေးရှိတယ်တို့ဆရာတို့ညီမျိုးစုံနဲ့မိတ်ဆက်လို့ရတယ်သို့တော့လူရင်းအကျဉ်းများပေါ့လေအဲ့ဒီမှာဆရာတို့ကနောက်တစ်ခါမေခွန်းနဲ့ဆက်တဲ့အချက်လက်အဲ့ဒါကိုလည်းဒီပထမဆုံးဏ္ဍန်ပိုက်လေးထဲမှာမိတ်ဆက်ပြိုးပြီးတော့ပြောပြမှာဗျမေခွန်းနဲ့အဆက်ကဘာလဲဆိုတော့ဒီမေခွန်းစာသားထဲမှာပါတယ်မိမပြိုလေးဤခံစားချက်သူ့ရဲ့ခံစားချက်ကိုဆရာတို့ဘယ်လိုနားလည်လို့ရလဲဆိုရင်အဲ့ဒီမှာဇက်ဆောင်မင်းပြိုလေးရှိမယ်လူကြီးမိဘတွေကရိုးရတလေးအရာသမီးမင်းကလေးဆိုတော့စောက်ရှောက်ကြတယ်ကြမ်းမကြတယ်သူ့ဘက်ကကြည့်တဲ့အခါကျတော့နော်ချစ်သူမောင်ကြီးနဲ့တွေ့ဆုံမှုအရေးမှာဒီလူကြီးမိဘတွေကကြက်မှတ်နေတော့အမတန်ပြာများတယ်စိတ်ကျဉ်ကျပ်တယ်ပေါ့လေအဲ့ဒီခံစားချက်တွေကိုဖော်ပြနေတဲ့အဖွဲ့အဲ့ဒါကြတော့ဆရာတို့အချက်3ဖြစ်သွားတာပေါ့ဆရာတို့အဖွဲ့ဆိုတော့ကြည့်ပြောပါတယ်နော်အဖွဲ့ဆိုတာဒီကြပြတစ်ပုံလုံးဟာအဖွဲ့တွေပါပဲအိုင်ချင်းကြပြဖြစ်တဲ့အတွက်မလွတ်စေခြင်းတဲ့ချက်ကလေးကတော့ထီးဟန်နန်းဟန်မပါကြေးတော်သူလေးချစ်ချင်းမြတ်တာကိုဖော်ကျူးတယ်ဆိုတာဒီချက်ကလေးကိုခေါင်းထဲမှာရှိနေမယ်နောက်ွယ်မှာရှိနေမယ်အဲ့လိုလည်းပဲဏ္ဍန်မှာဖော်ပြသင့်တယ်ဒါဆိုရင်နမူနာဖြေလေးပြောပြပါဆရာဆရာကဒီအပေါ်မှာဖြေဆိုနည်းလို့လည်းပြောထားသေးတာဟုတ်အဲ့တော့နမူနာအဖြေဖတ်ပြပါအောင်မယ်ငါကိုလည်းအမေချင်းနှင့်အိုင်ချင်းကိုညောင်ရက်ခိစာဆိုတောင်တွင်းရှင်ချင်းပဲဖွဲ့ပါသည်ကြပြတွင်ဇက်ဆောင်ကြေးတော်သူမိမပြိုလေးအချစ်ခံစားမှုကိုဖော်ပြထားသည်လူကြီးမိဘတို့သဘောမတူသူကိုမေတ္တာတက်ဝင်မိသဖြင့်အခက်ကြုံရသည့်ခံစားမှုတို့ကိုဖွဲ့ထားသည်ထီဟန်နဟန်မပါသောကြေးတော်သူလေးချစ်ချင်းမေတ္တာကိုဖော်ပြနေသည့်ပတာရကုံမြောက်စကားတမာရီကုံမြောက်အတုံးအလင်္ကာမြောက်ရတမြောက်အဖွဲ့တို့ဖြင့်တင်ဆက်ထားသည်ကိုတွေ့ရပါသည်ဒီလိုလေးပြောထားတယ်ဒါဆိုရင်တော့ဒီအပြိုးလေးကတော်တော်သေးသက်သွားပြီဟလာဘယ်သူမဆိုဒီအတိုင်းမပြောရမယ်လို့မဆိုတော့ဒါနီးနမူနာတစ်ခုဖြစ်ပါတယ်အပေါ်မှာဆရာကဖြည့်ဆိုနီးလို့ပြောပေမဲ့တကယ်တော့ဖြည့်ဆိုနီးဟာဒီတင်ချာတွေတွက်တယ်လို့နော်သိပ္ပံဘာသာရက်တယ်လို့အတိအကျကြီးဒါပြီးတာဒီလိုအဲ့လိုမျိုးတော့မဟုတ်ဘူးဗျမင်းကုန်းနဲ့ကြိုင်ညောင်းလိုက်ထိုင်လေးဒီလိုပြောရမယ်လို့ဆရာနမူနာဖြည့်ပြခြင်းဖြစ်ပါတယ်ဗျာဟုတ်ပြီဆရာတို့ကစက်ကြည့်ကြမယ်စက်ဖြေကြမယ်ဆိုလို့ရှိရင်ကြိုတင်သိရမယ့်ပိုင်းလေးရှိပါသေးတယ်နော်စောစောကဏ္ဍန်ကတော့ဆရာတို့အဖွင့်ဏ္ဍန်ပေါ့ဆရာတို့မှာဆက်ပြောစရာတွေကဒီစာကိုဘိုက်တွေရှိတယ်နော်စာကိုဘိုက်တွေထဲမှာကြက်ရမှတ်ရလွယ်အောင်အချက်ကလေးတွေခွဲဝေမယ်ဆိုရင်ဆရာကဒီမှာ6ချက်လောက်ခွဲပြီးထားတယ်အပေါ်မှာ3ချက်အောက်မှာ3ချက်6ချက်လောက်ခွဲပြီးထားတယ်ဒီချက်ကလေးတွေကလည်းဘာမှဆန်းဆန်းပြပြတော့မဟုတ်ပါဘူးချစ်တဲ့တငယ်လေးတငယ်ချင်းကောင်းရောင်းမတို့လေးဆိုတာလေးကဒါရင်ဖွင့်ပြောလိုက်တာပါပဲเนาะငါ့ကိုလည်းအမေချင်းနဲ့ဘာကြီးဖြတ်လို့ဆိုပြီးတော့ငါမှာတော့အနောက်ရှေ့အဟန်သားတွေကြုံနေပြီတငယ်ချင်းတို့ကြီးဒီလိုပြောလိုက်တာပါပဲနောက်တစ်ခါအခက်ကြုံမှုတွေထဲမှာကြတော့နောက်ဆုံးဘယ်လောက်တော့အခက်ကြုံသွားလဲဆိုတော့
မောင်လဲဘယ်ကတက်ပါမယ်မဲလဲဘယ်ကဆင်းရမယ်ဆိုပြီးတော့တူတွေ့ဖို့အရေးတော်တော်ကိုအခွင့်အလမ်းတွေပိတ်နေပြီဒါပေမဲ့လည်းပဲငါမောင်ကြီးတနီးနီးနဲ့တော့ကြိုးစားမှာပဲယောက်ျားလေးဆိုတာကမိမိပြုတ်လေးစီကိုသွားဖို့လမ်းတွေထွင်းဒီလိုရှာကြံပြီးရှိနေတတ်တာကိုစိတ်ကူးကြံညံကောင်းရင်ကောင်းလို့ပေါ့အဲ့လိုနီးလန်းနဲ့လာမယ်ဆိုရင်ကြွက်ကအယောင်ကြောင်ရဲ့အလားထုံးနေရောက်ကိုထိုးဖောက်သွားဆိုတာမျိုးတွေနဲ့များလာလီမလားပေါ့ဒီလိုအချက်ဒါပေမဲ့လည်းပဲသူခမညာတကယ်လို့လာတယ်ပဲထားဝိုင်းဝဲပြီးတော့တခိုးပါညာဆိုပြီးဖမ်းလို့ရှင်အမလေးစင်ချခုံလမ်းစုံရောက်ပါမလားလွတ်လွတ်လပ်လပ်ဖြစ်ပါမလားဆိုပြီးတော့သူကကြောက်ကြဆက်ရသေးတယ်ဒါလည်းသဘာဝပဲလေစိတ်ကူးရင်ပြီးတော့ဒီဘက်ကပြိုလေးကမောင်ကြီးအတွက်နှီးမျိုးစုံနဲ့ကြောက်ကြဆိုင်တဲ့သဘာဝပဲအဲ့တော့စာကိုဘိုက်မှာဆရာတို့ကဒါရီပါမယ်ဇန်လန်တစ်ပုတ်လို့ကြည့်မယ်ဆိုရင်တော့တဖြည်းဖြည်းပြိုးလာပြီးတော့ဒီစိုးရင်ကြောက်ကြဆိုတဲ့နေရာလေးမှာဝိတုဇန်လန်ဆိုရင်ဒါဇက်ထွက်ဇက်တက်ဖြစ်သွားတယ်နော်ဇက်တက်ကနေအထွက်လိုက်ကိုရောက်သွားတာဟာစင်းချခုံလမ်းစုံရောက်မလားဟာဘယ်လိုတော့အန်ရမှာလွတ်ရလားဆိုရဲအဲ့လိုမျိုးဇက်ရှိန်လေးပါတယ်ဗျဒါပေမဲ့ तू ကဇက်ရဲ့သဘောရကြည့်မယ်ဆိုရင်ဖြည့်ရှင်းချက်လည်းပါတာပါပဲနော်ဇက်ကဘယ်လိုဆင်းသွားမလဲညီမလေးပြေးကြည့်လိုက်ရတာပြေးကြည့်ခိုင်းလိုက်တော့ညီမလေးကပြန်လာတယ်ကစင်းချခုံလမ်းစုံဆိုအမလေးမမကြီးရဲ့ကျမတို့ခဲကိုမြင်ခဲ့တာပေါ့ဟိုက်ရွာလေကောင်လေးမှာဟဲ့ဘယ်တော့ကတော့အမလေးခုရင်ကြီးနော်ခုရင်ကြီးဆိုတော့အခုလည်းငင်းလေးပေါ့မကြမတင်လေးနေပေါ့ကဲပြက်ကောနော်အဲ့တော့မှစိတ်အေးရတယ်ဆိုတဲ့ဖြည့်ရှင်းချက်ပါပဲဒီလိုလေးမှတ်သားသင့်တယ်ပြန်ပြောမယ်တကယ်ကြီးတွေကိုရင်ဖွင့်ပြောပြတဲ့အခက်ကြုံမုံလေးပါတယ်အခက်တိကြားတဲ့မောင်ကြီးဘယ်လိုလာမလဲလို့မျောလင့်တန်းတာတယ်တကယ်လာခဲ့ရင်လည်းအန်ရတွေ့မှာဆိုလို့စိုးရင်ကြောက်ကြတယ်စိတ်ကူးထဲမှာအန်ရတောင်တွေ့ပြီလားဆိုတော့ဒီအန်ရအတွက်အခြေအနေဘယ်လိုရှိလဲဆိုတာလေးကိုစိတ်အေးအောင်လို့ညီမလေးပြေးကြည့်စေခြင်းနဲ့တိုးတော်ညီမလေးကခုလေးနေရွာလဲကောင်မှစိတ်အေးလေးစောင်းတီးနေတာတွေ့ခဲ့တယ်အဲ့ဒါလေးကိုနောက်ဆုံးကြတော့ဆရာတို့ကအဆုံးသတ်ဖြည့်ဆို့မှုလေးနဲ့ဆရာတို့အဖွင့်နေတိုင်းရဲ့စာကိုဘတ်ရဲ့အဆုံးသတ်ဖြည့်ဆို့တင်ပြခြင်းရဲ့နော်အဲ့ဒီလိုဆရာတို့တွေကြိုတင်ရထားပြီးတော့ပြင်ဆင်ဖြည့်ဆို့တဲ့နော်ဆရာကဒီမှာအပေါ်3ချက်အောက်3ချက်6ချက်ခွဲထားပြီးမြဲမင်းကအဆင်ပြေသလိုခွဲပြီးဖြည့်လို့လည်းရပါတယ်နော်ဒီလောလောဆယ်ဌာနမြန်မာသာဌာနအနေနဲ့ကတော့ဒီကြပြစာသားအချက်လက်တွေအကုန်ပါဝင်ပြီးတော့ကိုကားပြီးတော့ဖြည့်ဆိုတာကိုလမ်းညွှန်မှုပြုထားတာတော့ရှိတယ်ဗျအဲ့တော့တက်နေသလောက်ဟလာအဖွဲ့တွေကိုပြည့်စုံနော်ကြပြတစ်ပုံလုံးကိုကားဖြည့်ဆိုသင့်ပါတယ်ကဲစက်ကြည့်ကြအောင်ဆိုစာကိုဘိုက်တွေကိုစက်ကြည့်ကြအောင်ဆိုအဲ့တော့ဒီစာကိုဘိုက်တွေမှာဆရာတို့ကရင်ဖွင့်ပြောပြဟန်ဆိုတာလေးကိုအရင်ဆရာတို့အပေါ်မှာပြောရတဲ့ထဲပြန်ကောက်ရမယ်နော်အဲ့တော့ရင်ဖွင့်ပြောပြဟန်လေးကဘယ်လိုလဲကြပြတွင်မိမိနဲ့ချစ်သူမောင်ကြီးတို့နှုတ်ဤမေတ္တာကြီးကိုလူကြီးမိဘတို့မလိုလားဟုဇက်ဆောင်မင်းမပြိုလေထင်မှတ်နေသည်ဒါသူသားသူ့ဘက်ကတွေးတာလေတကယ်ကြတော့လူကြီးမိဘဆိုတာတော့စောက်ကြကြည့်ရှုနေမှာပဲကိုသမီးလေးအရွယ်ရောက်လာတော့သူကကြတော့မဟုတ်ဘူးလေတော်တော်ကိုကြက်တဲတယ်ပေါ့ပိတ်ဆို့တယ်ပေါ့အဲ့တော့တားဆီးနေကြတယ်ဖြက်စီးပိတ်နေကြတယ်ငါ့ကိုသူတို့တစ်ချိန်လုံးစောက်ကြည့်နေကြတယ်ငါမောင်ကြီးတော့ခက်ပြီငါနဲ့တွေ့ဖို့အဲ့ဒါလေးကိုသူကမချင်မရဲခံစားရလို့ကိုယ့်အတွင်းရေးကိစ္စလေးမေတ္တာကြီးကကိုရေးကိုယ်တာခံစားမှုလေးဒါကိုအပေါင်းဖော်လေးစီကိုသူကဖွင့်ပြောရတဲ့အဓိပ္ပာယ်လေးကဲဟုတ်ပြီကိုကားပြီချစ်တဲ့တငယ်လေးတငယ်ချင်းကောင်းရောင်းမတို့လေးဒီအာလုံးစကားလေးပေါ့နော်ဒီလိုခေါ်လိုက်တာကခင်ရတဲ့တငယ်ချင်းတို့အေးငါပြောစရာရှိတဲ့တငယ်ချင်းတို့ဒါဒီမှာဒီအာလုံးပြုကအစချီထုတ်ဖော်ပြောပြတယ်ဒီအာလုံးဆယ်စကားလေးလေတမင်ထည့်ထားတာဗျဒီအိုင်ငင်းကဗျာမှာအာလုံးဆိုတာလေးအမြဲရှိတယ်ဆိုတော့ဖြည့်ဆိုသူကြောင်းသားသတိပြုမိတဲ့အလျောက်အဲ့ဒါလေးကိုကျွဲကူးယူပါကိုယ့်ရဲ့အဖြေထဲမှာထည့်ရတာနောက်တစ်ခါအခက်ကြုံရပုံတွေကိုဆရာတို့တန်းစီပြီးပြောရတော့မယ်နော်အဲ့တော့အခက်ကြုံရတယ်ဆိုတာအတားစီးတွေပါပဲနော်အဲ့တော့အတားစီးများလာတာကို तू ဘယ်လိုပြောတော့ငါကိုလွဲအမေချင်းနဲ့ဘာကြီးဖြက်လို့အိမ်လေးတော်မှာစူးတွေချလက်မျက်နှာငယ်မှာဆိတ်ဆုံးအမစူးတွေချလက်ဆိုတော့စူးကြုံလေးခြံတော့တောင်လေးတောင်ပါဒါနေမကဝင်လန်းထွက်လန်းမလွယ်ပေါက်ရှိရနေရာတွေကနေဒီလိုနေရာမျိုးစုံဒီမျက်နှာငယ်ဆိုတာမျက်နှာလေးငယ်တာတော့မဟုတ်ဘူးနော်ကြပြရဲ့အာဘော်ရဆိုချင်အဲ့လိုဘာသာမပြန်သင့်ဘူးသူဆိုလိုတာကအရက်ရှစ်မျက်နှာနောက်ဆုံးအပေါ်အောက်ဟလာအထက်အရက်အောက်ရက်ဘာညာဟိုမြစ်တာပို့သလိုပေါ့လေ360ဒီဂရီပြည့်ရောနေရာမလက်တော့အခက်အတားစီဒီလိုတင်စားပြီးပြောတာနော်ဘာမှမျက်နှာလေးသေးငယ်နေတယ်ညှိုးမိနေတယ်မဟုတ်ဘူးဗျအရက်မျက်နှာတောက်ဆုံတယ်လို့ပြောတာဒီစေ့စုံဆိုတဲ့စကားလေးကိုကြည့်သိတာတယ်နော်
စေဆုံးဆိုတာရှေ့ကအရက်မျက်နှာတွေစုံစုံစစ်စစ်နေရာတိုင်းမှာအတားရှိများတယ်ကဲဖြေတော့ဘယ်လိုဖြေမလို့ဘယ်နဲ့ဟုဖွဲ့ဆိုဖော်ပြထားပြီးမိမိကိုဝမ်းနဲ့လွယ်မွေးခဲ့ကြသူဒီစကားလေးပြန်ထည့်လိုက်တာပေါ့နော်ဒီခက်စကားလေးအဲ့မှာဝမ်းနဲ့လွယ်ဆိုကျေးဇူးရှင်ပဲလေမွေးကျေးဇူးရှိတယ်ကြွေးကျေးဇူးရှိတယ်ကျေးဇူးရှင်မိခင်ဖခင်တို့ကအစဟန်တားတယ်တခါနေအိမ်ခြံဝင်းဘာဖြစ်လို့စလုံးလေးหนีထားလဲဆရာအိုးဝင်းကိုဒီလိုပဲဝင်းရမယ်ခြံဝင်းနော်ဝနတနဲ့မဝန်းနဲ့နော်ဝနတကအဝန်းအဝိုင်းဆိုပြီးရှိတယ်ဒါခြံဝင်းခြံစည်းရိုးအဲ့တော့အရင်မျက်နှာတောင်းဆိုအောင်အရန်တားတွေပြုတ်နေကြတယ်အရန်တားလေးလည်းသတိထားသေးသေးတင်နေရမယ်ဖြက်နီးအဖုံဖုံဒီလိုသုံးလုံးလေးလည်းပဲဆရာခိုင်ထဲမှာလမ်းညွှန်ထားတယ်လာဖြက်နီးအမျိုးမျိုးနဲ့စီမံချထားတယ်ဒါအပေါင်းအသင်းတွေကိုရင်ဖွဲ့လိုက်တာဒါအခက်ကြုံမုံတွေကိုပြောပြနေတာပါပဲတကယ်တော့အခက်ကြုံမှုတွေကရှိပါသေးတယ်နော်အခက်ကြုံမှုတွေရှိပါသေးတယ်အဲ့တော့ဝင်လန်းထွက်လန်းမှန်သမျှပိတ်ပင်ခံနေရတဲ့အဖြစ်တွေကိုပြောတဲ့စာသားလေးတွေကတော့ဒီမှာတွေ့တဲ့အတိုင်းပါပဲလေကခုံကလုံးလေကဦးဘလူးလေကချီဆူးလေတကယ်ကြီးများလားတကယ်ကြီးများလားဆိုတကယ်မဟုတ်ဘူးနော်တကယ်မဟုတ်ဘူးလေနော်တကယ်မဟုတ်ဘူးဒါကတင်စားတာတကယ်မဟုတ်ဘူးဒီမှာပုံနည်းနည်းလေးလေ့လာလို့ရအောင်ကရုံရုပ်တို့ဘလူးကောင်းရုပ်တို့တော့ဖော်ပြထားပြီးမြဲဒါတွေကတင်စားတာပါဗျာတော့တကယ်လာအင်ကွယ်ချတွေဘာတွေစသည်ပြီးအတိအကျကြီးဘာသာပြန်နေဖို့မပေါ့ဆိုလိုရင်းကတော့အတားစီအချမ်းချမ်းတွေများတယ်အဆောင်ကြက်တွေများတယ်ဒါပါပဲတခုပဲအဖွဲပိုင်းလေးကကြတော့လေကခုံဂလုံးဆောင်လေကဥဘလူးဆောင်လေကချီစုလေဆောင်ဆိုပြီးမောင်းညောင်ဆောင်တော့တယ်ဆိုတဲ့ပုံစံတူအဖွဲလေးတွေဆိုတော့ဆရာတို့အပိုင်းသုံးအမြင်ရဆိုရင်နော်အရေးသားမြင်ရဆိုလို့ရှိရင်အဲ့ဒါလေးကနှစ်သက်စရာကောင်းတယ်တော့သူ့ရဲ့ခန်းစားချက်ကိုဖော်ပြတဲ့အဖွဲ့လေးမှာဒီနှစ်သက်စရာကောင်းတယ်ဆိုတာလေးကိုဆရာတို့ကဒါပြောပြစေတယ်ဒီတင်စားကုန်အဖွဲ့တွေကလည်းစိတ်ကူးရင်ခံစားမှုကိုဖော်ပြနေတယ်ချစ်သူမောင်ပေါ်ဆွလန်းရတဲ့မေးမပြိုလေးရဲ့စိတ်နှလုံးကိုတနာကရုဏာစာနာဝင်မြင်တွေ့ရစီပါတယ်ဒီလိုလေးဖြည့်စေတယ်ဒါမပဲကောင်းမလဲနော်အဲ့တော့အတားစီအဖြစ်စီးတိုင်းကနောက်ထပ်ရှိသေးတယ်လေအိမ်တိုင်းဆိုရင်နေရိုင်းတသွားနော်အိမ်ချမ်းကြဓာသွားထန်ရသွားတော့ပြေကလည်းချွေပါမဆွတ်လက်ကနေရှာသွားမှာပြတော့လားဘလို့ဆိုချင်နေတော့မသိဘူးเนาะဒါမှမဟုတ်လာနဲ့ဒီထန်ရဒါထုတ်ပြီးခုတ်ယုံမဲလားဒီလိုတွေလားဒါတကယ်တော့မဟုတ်ဘူးလေတင်စားတာအိမ်မိုးခေါင်လှန်ထောင်းเนาะမလီနင်ကြခဲ့မဟုတ်တော့လည်းပဲသူ့မောင်ကြီးကနင်ကြလိုများလာတတ်လို့လားသဘောကြီးစရာပြောတာပါကဲဖြည့်ဆိုနီးကြတော့အဲ့ဒါလေးပြောပြီးဟိုသည့်အဖွဲတို့တွေဆက်လက်ဖော်ပြထားသည်အဖွဲဆိုတဲ့တုံးလုံးလေးပအောင်ရင်းတော့စစ်စစ်တွင်လူကြီးမိဘတို့သည်သမီးပြိုတိုင်းကိုကြေးလက်ရွာဒလေးအလျောက်ဂယုဆိုင်စောက်ရှောက်မြဲဖြစ်ပေမည်ဒါကိုယ့်ရဲ့တုံးသက်ချက်ကလေးအဲ့လိုပါသိနေအဲ့ဒီတော့မှအခက်ကြုံရပုံရဲ့ပုံလေးများလာတာရဲ့ပေါ်လွင်တာသို့တော်လည်းကြပြပါဆက်ဆောင်မင်းပြိုလေးခံစားမှုမှာမိမိတို့ချစ်ချင်းကိုဖျက်ဆီးပြုနေရတယ်တောကပွားတယ်အဲ့တော့တငယ်ချင်းတွေကောက်ဆိုင်ပြိုနှုတ်ဘိုင်းငင်ရက်ကန်းရက်မောင်းချောင်းဆန်းဖြားအဲ့ရောင်ရင်းတွေကိုကိုရေးကိစ္စရင်ဖွင့်တာဒါလေးကနောက်ဆုံးတော့တနာစရာစင်ကိုရောက်လာပြီဂယုဏတက်ဖွဲ့ဖြစ်လာပြီအဲ့တော့တနာစရာကြုံရတဲ့ကတော့သူကိုယ်တိုင်ဖွင့်ပြောပါတယ်နော်မောင်လဲပယ်ကတက်ပါမယ်မယ်လဲပယ်ကဆင်းပါမယ်ဒါလေးကဒါဆိုရင်နီလန်းကတော့မျော်လင့်တန်းတာမယ်နီလန်းမယ်ဒီမှာဆရာဖြေပြထားပြီအခြေအနေမျိုးတွင်ဟုတ်တယ်အဲ့လိုအခြေအနေမျိုးတွေတနည်းတလန်းနဲ့တော့နီလန်းရှာကြပြီလာမှာပဲအရောက်လန်းလာမှာပဲမျော်လင့်တန်းတာတယ်ဗျာနော်မျော်လင့်တန်းတာတယ်တဘာဝပဲနော်တဘာဝပဲမင်းကလေးဆိုလို့မျိုးရတာပေါ့အဲ့တော့ကြက်ကအယောင်ကြောင်ရဲ့အလားထုံးလေးရောက်ကိုထိုးပေါက်သွားအမလေးဘွားကနေကောင်းငင်ကနေကြလာပြီခုခေတ်လို့ဆို Power Ranger ပေါ့အမလေးဥမာအလင်္ကာမြောက်အဖွဲ့လေးလို့ဆရာတို့သုံးမယ်ဝီရရတာတက်ကြပဲဖြစ်တယ်လို့ပြောမယ်ဒီလိုတနည်းနည်းနဲ့တော့ဖြတ်ကြမယ်ဘလို့ပဲလာတနည်းနည်းနဲ့ဖြတ်ကြမယ်ဘလို့အကြံဉာဏ်နေနဲ့ပဲလာတနည်းနဲ့ဖြတ်မယ်ဒါကတော့နှမထွေးလေးဘက်ကအခက်ကြုံနေရတော့ဒီလိုပဲခံစားနေရတယ်သူ့ရဲ့ခံစားမှုနောက်ဆုံးတဘာဝတရားကြီးကဟာလာထုတ်တာမခိုင်းထုတ်တယ်ကပိုးထိုးဖောင်းဖောင်းကျိုးဆိုပြီးတော့ဘေးရန်ပေါ်လာမယ်အတန်ပလန်နေကြမယ်ဝိုင်းဖမ်းမယ်ပေါ့အဲ့တော့ဒါဟာမောင်ကြီးပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာနေပေါ်လာတဲ့စိုးရင်ကြောက်ကြမှုလေးပါပဲတခိုးဆိုညွန်မိတင်ထွန်းဝင်းညာတော့ခါစင်းချခုံလမ်းစုံရောက်လိမ့်မလားရှင်ဒီလိုအဖွဲ့နော်စင်းချခုံလမ်းစုံရောက်လိမ့်မလားရှင်တကယ်တော့လာလဲမလာဘူးကြုံလဲမကြုံဘူးဘာမှလည်း
ဝိုင်းဖန်းနေရလဲမီးတင်လည်းမထုံးဘူးလေမတော်လို့များအဲ့လိုမျိုးအခြေအနေမျိုးမှာဆိုလို့ရှိရင်တခိုးလို့ထင်မဲ့ဝုံဝတဲ့တိုင်းကနေဆိုတော့အဲ့ဒါမီးတင်ထုတ်ပြီးတော့ဝိုင်းကြီးဖမ်းကြပြကြမယ်ရှာကြမယ်ဆိုပြီးဒီလိုလွန်ကဲကို तू ကစိုးရင်ကြောက်ကြဆိုင်တာတနည်းအားဖြင့်မောင်ကြီးပေါ်မှာသူ့ရဲ့ချစ်ချင်းမြတ်တာတရားတွေလို့ဒါပြောလို့ရတယ်ဒါဆိုရင်ဘယ်လိုဖြေရှင်းမလဲ။အိုးညီမအထွေးရှည်တွေလေးကိုပြေးပြီးတော့ကြည့်ကြဆိုပြီးတော့စေလိုက်တယ်ခိုင်းလိုက်တယ်စေကူးလည်းပဲခိုင်းလိုက်တာပါဗျာ။စေကူးလည်းပဲခိုင်းလိုက်တာပါ။ညီမအထွေးရှည်တွေလေးကိုပြေးကြည့်စေ။စေကူးလည်းပဲခိုင်းလိုက်တာ။ဒါပေမဲ့တကယ်မဟုတ်ဘဲနဲ့စေကူးလည်းပဲခိုင်းတော့ခိုင်းနေပဲထားအောင်သူ့နှမလေးကပြောတယ်နော်ပြောတယ်တော့သူတွိုင်းလာရင်နဲ့ရွာလေးမှာတွေ့ခဲ့ပြီးနော်တွေ့ခဲ့ပြီးကိုဆရာကအေးစစ်စစ်ပဲနော်ဒါကြောင့်မလို့တိုးတော်ပြိုလေးဒီသူ့ချစ်စိတ်အတွေးလွန်မိသည်တို့ကိုဒီစာသားလေးတေချာမှတ်ထားပါနော်သူ့ချစ်စိတ်အတွေးလွန်မိသည်တို့ကိုသူကိုယ်တိုင်ပြန်အကဲရိပ်မိဟန်တူပါသည်ဆိုတာလေဒီကြပြမှာတိတ်အရေးကြီးရဲ့ဗျာဆရာကတော့ဒါစိတ်ကူးရင်ခံစားချက်တွေလို့ဆိုတဲ့အာဘော်ရှုထောင့်ကနေပြောတာပါနော်အဲ့တော့သူကိုယ်တိုင်ပြန်တော့ငါလည်းအတွေးလွန်လိုက်တာဟလားတစ်ဖက်ကတော့ငတ်မောင်ကြီးကဒီလောက်ကြီးတော့လေမဟုတ်တော့ဘူးလေသူကသူအေးလူသူ့ဝါသနာနဲ့စောင်းတီးနေမလားဆိုတော့ဟုတ်တယ်နံပါတ်ထွေးတွေကလည်းဖြေပြီလေဖြေပြီအမေမမကျမခဲကိုမြင်ငယ်တို့ရွာလေကောင်းနေခုတင်ကြီးမှစောင်းတီးလို့လေဟာဆရာကကွက်ပြစ်ကြတယ်လို့မပြောဘဲနဲ့ခုတင်ကြီးဆိုတာမကြမတင်ကအခုလေးတင်လို့ဆိုလိုတာလားဟုတ်တယ်ဆရာအဲ့တိုင်းဆိုလိုတယ်နော်အဲ့တိုင်းကပို့ပြီးတော့ကြပြအာဘော်နဲ့ကိုက်ညီတယ်အဲ့တော့ပြိုလေးတွင်ချစ်သူမောင်တဲ့ပူပန်မိပုံသမျှစိတ်ကျင်တဲ့အင်းကြီးသွားရပုံခံစားမှုတို့ကိုတင်္ဂါရရတာတန်ထားရတာပွားဝဲဖွဲ့ထားသည်မကြမတင်ကပင်အချိန်ရှာမြင်ခဲ့ရသည်ကျမခဲဦးဆိုသူမောင်ရဲ့အေးစေးလုံးမှုကတော့တနည်းတစ်ပုံအပြပြန်တွေးမယ်ဆိုရင်ရည်စရာပါပဲဟတ်တကြတာပွားစီတာပါပဲဒီနားလေးမှာပူပန်မိပုံဆိုပြီးပူပန်မိသမျှဆိုပြီးပုံလေးကိုဖြုတ်လိုက်ပါနော်အဲ့ဒါပုံလေးကိုဖြုတ်ပြီးတော့ဖြေပါဆရာစာသားရေးတဲ့အတိအကျယူပြီးဖြေရင်လည်းဖြေသို့တော့ကိုယ်တိုင်ဖြေတတ်စီဖို့ဆရာကနီးလန်းပေးခြင်းသာဖြစ်ပါတယ်အဆုံးသတ်ကြရအောင်အဲ့လေ့ကျင့်ခန်းအဖြစ်ကိုအဆုံးသတ်ခြင်းဆိုတော့ဆရာတို့ဘေကုန်းစာသားလေးကိုပြသတိရရမယ်ငါကိုလည်းအမေချင်းနဲ့ကြပြားတွင်မိမပြိုလေးခံစားချက်ကိုဖော်ပြနေသောအဖွဲ့များကိုထုံထုံတင်ပြပါတခါပေါ်လေးစာအုပ်ထဲမှာပါတဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့သူကဆိုလိုရင်းလို့ပြောပေမဲ့တကယ်တော့လမ်းညွှန်ချက်တွေပါထည့်ထားတာပါနော်ဆိုလိုရင်းဆိုတာတကယ် summary အချင်းချုပ်ဒီလိုသဘောဖြစ်ရမှာသို့တော့သူတို့ပြောချင်တဲ့ကိစ္စလေးတွေပါထည့်ထားတာအဲ့ဒါလေးကိုလည်းပဲဆရာတို့ဖြေတယ်မှာစကူပါအောင်ဖြေပြထားပါတယ်နော်နောက်ဆုံးဒီကုန်းမှာဘယ်လိုဖြေမလို့မင်းကိုယ်တိုင်လည်းအဆုံးသက်ဖြေကြည့်ပြီးဆရာဒီကအဖြေလေးနဲ့လည်းတိုက်ကြည့်ပေါ့ငါကိုလည်းအမေကြီးနဲ့အိုင်ကြီးနဲ့လူကြီးမိဘတို့စောက်ချောက်မှုအောက်တွင်ချစ်သူမောင်တဲ့ပြားများဆက်သူမင်းပြိုလေးခံစားမှုတို့ကိုထိရန်နဲ့မပါပဲကြေးတော့သူလေးချစ်ချင်းမြတ်တော်ဖော်ပြနေသည်ရုပ်ရှင်သည့်လည်းပတာရကုံမြောက်စကားတမာတိကုံမြောက်စကားတင်စားအတုံးအလင်္ကာမြောက်ရတမြောက်ရည်တို့ဖြင့်ဖွဲ့စုံတော်ဘုံတို့ကိုဤသို့လေးထုံနှုတ်တင်ပြအပ်ပါသည်ဆိုပြီးတော့ဒီလိုမချုပ်လဲတခြားနည်းနဲ့လည်းအဆင်ပြေအောင်ချုပ်ပေါ့ကဲဒီနေ့တော့အဖြေနီးဆိုပြီးတော့တကယ်ကိုအဖြေတပုတ်စာကိုလမ်းညွှန်ပေးလိုက်ပါတယ်ဒီတိုင်းတိကျကြက်ရပြရမယ်လို့မဆိုလိုပါဘူးเนาะနီးနမူနာယူကြဖို့ဖြစ်ပါတယ်ကဲဘာပဲဖြစ်ဖြစ်မြန်မာစာလိလာသူအပေါင်းကောင်းမှုမြန်တို့ကောင်းကြပြီးကောင်းကျိုးရlạiရင်ဝယ်ချမ်းမြေ့မြတ်ကြပါစေဗျာဆရာရဲ့ဒွါဒသမမြန်အစီအစဉ်ကနေပြန်လဲကြိုးဆိုပါအောင်မယ်เนาะဒီနေ့တော့အားလုံးပဲမင်္ဂလာပါဗျာ